American စစ်သားတယောက်ကငါးမန်းတစ်ကောင်ကိုတင်းနဲ့ချိန်နေတာဗျအဲ့ဒီချိန်မှာပဲအနီးနားမှာငါးဖမ်းနေတဲ့ဂျပန်စစ်သားတယောက်ကိုသူတွေ့လိုက်တယ်ငါးမန်းကဂျပန်စစ်သားစီကိုအတင်းပြေးကပ်လာတော့ American စစ်သားကလည်းသူ့တင်နဲ့ကိုအဲ့ဒီဘက်ကိုအမြန်လှည့်လိုက်တာပေါ့အဲ့ဒီချိန်မှာပဲသူ့နောက်မှာဂျပန်ယာရှိတယောက်ရုတ်တရက်ပေါ်လာပြန်တဲ့ American စစ်သားကတွေးဝေမနေပဲပြစ်လိုက်တဲ့အခါဂျပန်ယာရှိကလည်းငါးမန်းကိုတွေ့သွားတာပေါ့သူတို့နှစ်ယောက်ဝိုင်းမောင်းထုတ်လိုက်လို့ငါးမန်းကထွက်သွားပေမဲ့ဂျပန်စစ်သားလေးကတော့သွေးထွက်လွန်ပြီးတေဆုံးသွားခဲ့ရတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဂျပန်စစ်သားတွေကိုရေထဲဆင်းခွင့်ပေးလိုက်ပြီးတပ်သားလေးတစင်းဆောက်ခိုင်းထားလိုက်တာပေါ့တရက်မှာတော့ကင်းဆောင်နေတဲ့စစ်သားကအမေရိကန်တည်ယူပို့ဆောင်ရေးလေယာဉ်တစင်းဒီဘက်ကိုဥတီလာတာကိုတွေ့လိုက်တဲ့ဂျပန်စစ်သားတွေလည်းသူတို့စောင့်နေတဲ့လေကိုတရက်တွေနဲ့အတင်းဖုံးအုပ်ကြတာပေါ့ဒါပေမဲ့တေချာကြည့်လိုက်တော့မှဂျပန်တိုက်လေယာဉ်တစင်းကအမေရိကန်လေယာဉ်နောက်ကိုလိုက်တိုက်နေတာဗျကောင်းကင်ယံမှာလေယာဉ်နှစ်စင်းအပြန်လန်ပစ်ခတ်ကြရင်နှစ်စင်းစလုံးအပြင်းထန်ပျက်စီးသွားခဲ့တယ်အမေရိကန်လေယာဉ်ကကျွန်းပေါ်ကကမ်းခြေစီကိုအရေးပေါ်ဆင်းသက်လိုက်ရတယ်လေယာဉ်ကကမ်းခြေကိုအရှိန်နဲ့စောင့်မိသွားလို့တဆစီပျက်စီးသွားပြီးလေယာဉ်ပေါ်ပါလာသူအများစုလည်းအဲ့ဒီနေရာမှာတင်တေဆုံးကုန်တာပေါ့အသက်ရှင်ကျန်တဲ့သူတွေကဌာနချုပ်ကိုဆက်သွယ်ဖို့စ조사ပေမဲ့ဆက်သွယ်ရေးဆက်တွေကပြတ်နေပြီလေဒါနဲ့သူတို့လည်းဒီမတိသေးတဲ့ကျွန်းကြီးပေါ်မှာဘာတွေရှိမလဲဆိုတာစတင်စူးစမ်းကြတော့တာပေါ့အဲ့ဒီအချိန်မှာပဲကျွန်းပေါ်ကဂျပန်စစ်သားတွေကလည်းအလင်းငိုက်တိုက်ခိုက်ဖို့အမြန်ပြင်ဆင်နေကြပြီဂျပန်စစ်သားတယောက်ကလေရင်ပြက်ကြီးနားကိုကတ်လာတာကိုအမေရိကန်စစ်သားတွေမြင်သွားတဲ့အန္တရာယ်ရှိနေပြီဆိုတာသိတာနဲ့အမေရိကန်တွေကလေရင်ပြက်ပေးပတ်လည်မှာကင်းပုံးတွေအမြန်ချထားလိုက်တာပေါ့ညရောက်တဲ့အခါဂျပန်စစ်သားတွေကလေရင်ပြက်ကြီးစီကိုတိတ်တဆိတ်ကတ်လာကြပြီးလက်ပစ်ပုံးတစ်လုံးနဲ့ပစ်ထည့်လိုက်တယ်ပောက်ကွဲတန်ကြီးဟိမ့်ထွက်သွားပေမဲ့အမေရိကန်တွေကတခြားနေရာကိုအရင်ကတည်းကပြောင်းသွားကြပြီလေနောက်နေ့မှာတော့အမေရိကန်တွေကဂျပန်တွေစီကိုစစ်ခစ်တရက်ဖို့ကမ်းလှမ်းခဲ့ပြီးဂျပန်တပ်မှုကလည်းသဘောတူခဲ့တယ်ဒါပေမဲ့ဂျပန်စစ်သားတွေကအမေရိကန်တွေနဲ့တွေ့ရတဲ့အခါမှာတော့တွေးဝေမနေရဲ့ချက်ချင်းပစ်ခတ်ကြပါတော့တယ်နောက်ဆုံးမှာတော့ဘယ်သူမှလွတ်အောင်ပြေးနိုင်ပဲအဲ့ဒီကျွန်းထီးကြံကြီးပေါ်မှာတင်အားလုံးအသက်ပြောက်ခဲ့ကြရပါတော့တယ်